ကဲခုကျမတို့တငယ်ချင်းတွေတိမ်ပင်လဲတော့ကြည့်မလို့စားထွက်ပါပြီရှီယာမောင်လေးကတော့အရန်နေအေးတယ်နော်ဘာညာဆိုပြီးတော့သားရီချမ်းနေပါပြီအမှန်ပါပဲတကယ်တမ်းကျတော့တော်တော်ကိုမှပဲချမ်းပါတယ်ချမ်းတာမှလက်တွေမှာခဲတောက်လို့နေပါတယ်ရှီယာနေရောက်ကတော့ဒါကျမတငယ်ချင်းနေပါပဲသူကတော့တစီကျမတို့တစီပါကဲနောက်ဆုံးတော့တိမ်ပင်လေကြီးရှိရောက်ရှိပါတော့မယ်ဆိုပြီးတော့အာတင်ပြီးတော့တွားကြပါတယ်အဲ့ view ကတော်တော်လေးဟိုမှာလာနော်တော်တော်လေးဟိုမှာမိုက်နေရောပထမဆုံးတစ်ခါရောက်ဘူးလားဆိုတော့ကြရက်ကထားပြီးလမ်းဆိုးတဲ့လမ်းကိုရွေးချယ်မိပြီးတော့သွားပါပြီအမခုမှစသွားမဲ့လူများနည်းနည်းကြော်ပြီးမှလမ်းကောင်းတာလေးကွန်ကရစ်လမ်းလေးရှိပါအဲ့ကနေတွားကြပါဒီလမ်းတော့တော်တော်ကိုဆိုးတာပါအောက်ကဂေးတွေနဲ့ဆိုလမ်းချော်ပါတယ်ကဲနောက်ဆုံးတော့ကျမတို့တိမ်ပင်လေကြီးရှိရောက်ရှိပါပြီဆိုပြီးတော့ကြည့်လိုက်တော့ဒီနေ့ကတိမ်ပင်လည်းမဖြစ်ပါဘူးတဲ့တိမ်ပင်လည်းမဖြစ်ပဲ view တော့တော်တော်မိုက်တာနော်တော်တော်လေးဟိုမှာလာပါတယ် view လေးကတော့ဒါကျမတို့တငယ်ချင်းတွေအတင်းတုပ်နေကြပါအတင်းတုပ်တာလေးတစ်ဖြက်ပါတိမ်ပင်လေရလည်းမဖြစ်အေးပြရနဲ့တန်အောင်လို့ရိုက်ပါတယ်ဓာတ်ပုံလေးရိုက်ကြပါတယ်အေးအတိုင်းရဒါတော့ကျမပါဟိုလဲဒီလဲဟိုကြီးဒီကြီးနဲ့ပဲလေးတစ်ဖြက်များလိုက်ပါတယ်မိုက်တယ်တို့ယုံရဲ့ trainer ကြီးရဲ့ပဲများလေးတစ်ဖြက်ပါဒါတော့တူပေါ့ဒါတော့ကျမတငယ်ချင်းလေးပါတငယ်ချင်းအချော်လေးပါကိုယ်တော့ပေးနေတယ်ကြာကိုလေးတဲ့လေးတော့ပေးချင်လိုက်တာအချော်လေးပေါ့အေးလေးပါဒါရောဒါတော့အခွီလေးတစ်ဖြက်ပေါ့နော်ခွီလေးတစ်ဖြက်စရင်နောက်ရင်နဲ့ခွီလေးတစ်ဖြက်ပါကိုရောဘာမှမပြေဘူးအရင်မိုက်တယ်မောင်လေးသူကခေါ်လာတာခေါ်လို့နိုင်လည်းမမြင်အိတ်ကလေးအိတ်ဆွဲအိတ်ဆွဲတက်တဲ့ဟုတ်ကဲ့ဘိုက်ရှင်နေဆိုလို့ကလေးကရမ်းလိုက်ခြင်းနေဆိုဆိုင်ကနောက်ကနေတင်းကြီးလိုက်ခိုင်းအိတ်ဆိုင်ကအိတ်ကြိုက်ခိုင်းလမ်းရငါတော်တော်ဆိုးရနော်ဒါတော့အချောလေးရဲ့ပဲလျှောက်တဲ့ဟာလေးတစ်ဖြက်ပေါ့နော်လျှောက်ပါမယ်စားလျှောက်ပါပြီလျှောက်ပါတယ်သမင်တက်ပါတယ်ပြီးပြန်လဲပါမယ်ပြန်လျှောက်ပါမယ်တူဘောဟိုကြီးဒီကြီးဟိုလဲဒီလဲနဲ့စတိုင်းနေပါ ਈ ထုတ်ဒါပြန်ကန်နီး view လေးပေါ့နော် view လေးတော်တော်လာပါတယ်တိမ်ပင်လေကြီးရရှိရင်တော့ပို့ပြီးဟိုမှလာမှာပေါ့နော်အခုတော့ view လေးပဲကြည့်ပြီးတော့ပြန်ခဲ့ရပါတယ်ရှင်ဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်တိမ်ပင်လေတော့ရဲ့ vlog လေးကတော့ဒါပါပဲရှင်